ဒီလိုပါပဲဘာလေးရဆက်တော့မလို့ဆိုတော့ဘာလေးကိုဒီရနေတာစင်ပြေပါမလားရှင်းသားဆင်ပြေမှာပါ။ तू ကမျိုးကြီးပြိုင်မှာနေရဆိုရင် तू ကဆင်ပြေတယ် ဖေအမေရောဖေရှင်းဘာကြီးတွေးနော်။သမင်းချက်ပြီနော်။သမင်းစားမစို့ စားခြင်းသိမရှိပါဘူးဒီမှာညာ ။နော်ဘာဖြစ်လို့တော့နေမကောင်းလို့လား ဒီလိုပါပဲဘာလေးရဆက်တော့မလို့ဆိုတော့ဘာလေးကိုဒီရနေတာစင်ပြေပါမလား ။ရှင်းသားဆင်ပြေမှာပါ။ तू ကမျိုးကြီးပြိုင်မှာနေရဆိုရင် तू ကဆင်ပြေတယ်။ကျုပ်တို့ဒီကိုပြန်လိုက်တော့မှကျုပ်တို့ကငါးညီနဲ့နန်းနေဆိုပြီးရှင်းသားပြောနေအောင်မှာ အေးပါစင်ပြေဆိုရင်လည်းချိန်နေရတာပေါ့ဒီပါဆို ။အေးဘောအဲ့လိုပဲဖြည့်သိရမှာပေါ့။ ဆက်တူလည်းဟုတ်ဘယ်ရလဲမသိဟာမင်းသားကွာမင်းသား ကဲမင်းကဲ အေးစပီကာချိန်ပြီနော် ဟုတ်လား အေးသား အေးသားလား စပီကာချိန် နေကောင်းလားစိတ်ရောပြေးရလား အမေတို့မရှိရင်ဒါပိုးအောင်ပြေးသေးတယ်အခုလဲလေဒါကမြို့မှာဝရီနဲ့မင်္ဂလာဆောင်လိုက်ပြီးဆိုတော့လှမ်းပြီးတော့အကြောင်းကြားရ ဟုတ်လားငါသားရဲ့မေးတော့တော့မသိလိုက်ဘူးပြုံးသားကြီးပါလား ဟုတ်တယ်လေအမေတို့အပါတယ်ဆိုရင်ဒါအဲ့မင်္ဂလာပွဲအဖြစ်နောက်မှာမဟုတ်တာအခုတော့မှအမေတို့လှမ်းပြီးအတီးပေးတာတော့ကြနေကိုမိပါဆိုပြီးတော့မတူဘူးဆိုပြီးတော့ဖြစ်နေမှာနော်အဲ့တော့ဒါဖုန်းကိုလည်းဆက်ပြီးတော့မဆက်သွယ်ပါနဲ့နော် အေးပါငါသားရဲ့ခုလိုမျိုးအတီးပေးရကိုမေးလို့ကျေးဇူးတင်ပါတယ်မမေးလို့မဆက်သွယ်ဘူးနော်ငါသားရှင်းမပြော အေးပါချတော့ ထားတော့လည်းပြောနေတော့ပေါ့ရှင်းတဲ့သမီးဆိုင်ဆာမဆိုင်နေပုံလုံးထားတော့ ဒီမှာနေမကောင်းရင်လည်းမင်းသားကငါဖုန်းဆက်လိုက်မယ်လေ ဟုတ်သားကတော့ဖုန်းမဆက်နဲ့ ထားနိုင်ရဲ့လား ထားနိုင်တယ်ပြောဦးမကျုပ်တကူဖြစ်သွားရင်တော့မကျုပ်တောင်းမဆက်တယ် မင်းရလေကွာနမင်းမရှိမှမရှိစကားရှောင်းပြောစမ်းပါ ဟုတ်တယ်ကျုပ်တောင်းကျုပ်တည် ငါလို့လို့မင်းမရဆက်တွေ့လိမ့်မယ်လေမင်းသားဖုန်းဆက်လိုက်မယ် နားထောင်စမ်းမှာကျုပ်မဆက်သွင်းလဲဆိုမဆက်သွင်း အေးပါဟုတ်ပါပြီဘာလေးစားပြီး ဘာမှမစားချင်ဘူး မင်းတခုစားမှဖြစ်မှာငါတော့လည်းမနေဘူးနေဟိုဘာဖြစ်လို့လဲနေမကောင်းလား မဟုတ်ပါဘူးဒီနေ့ထားချင်နာချင်လို့ဖြစ်ပြီးတော့နေမပြန်တာကြာပြီဆိုတော့အင်းကအဖေနဲ့မေကိုလည်းတတိယတလို့ဖြစ်ပြီးစိတ်ကခုနေလို့ ဟုတ်ပါပြီအဲ့ဆိုတတိယရဲဆိုရင်လည်းအိမ်ကိုခဏပြန်လေးလိုက်ခဲ့ပြီမယ် သိမလိုက်ပါနဲ့တဲ့စိတ်နှောက်ယှက်ဖြစ်နေပါလေ ရပါတယ်ကိုရမပြန်တာလည်းကြာပြီဆိုတော့အမေကလည်းလွမ်းနေမှာပေါ့အဲ့ဆိုဘယ်တော့လောက်သွားမှလဲအင်ဂျီပြင်လိုက်မယ်လေ အခုပဲသွားအောင်လေကွာ သွားခြင်းဆိုပဲဟုတ်ပြီအဲ့ဆိုခဏလေးအင်ဂျီကိုသွားနေလား အင်ကြီးတော့မလဲပါနဲ့အင်ကြီးမလဲနဲ့တော့လေဒီခါလေးပဲသွားလိုက်အောင် ဟုတ်ပြီခဏစားပါ ဖေအမေရောဖေ အမေပဲမလဲလို့ဖေက မင်းတော်မဘာလို့လဲဖေအဖေပြောမှာအမေရောလို့ဖေအမေရောလို့မင်းခေါ်နေလဲမင်းအမေကမကြားတော့ဘူးကွာ အဖေအမေရောလို့ပြောပါဖေရဲ့တတောင်းမှမှာလေ မင်းအမေကမင်းကိုလွမ်းတဲ့စိတ်သတိရတဲ့စိတ်နဲ့ရင်ဝဲနာကြပြီးဆုံးသွားပြီကွာတားမိုက်ရ အမေဒီလူမိုက်ကြီးကိုခွင့်မလို့ပါနဲ့အမေရဲ့ခွင့်မလို့ပါနဲ့ခွင့်မလို့ပါနဲ့ မင်းဒီလိုလုပ်နေလဲပို့ပဲတားရမင်းအမေကမရှိတော့ဘူး အမေဆုံးတော့ဘာလို့တောင်းမဆက်တွေ့ရလဲ မင်းမဆက်တွေ့ခဲ့တယ်မင်းအမေကိုပြောတာဆိုအားကြောင့်ငါတို့အားလုံးကတိုင်ပင်ပြီးတော့မဆက်တွေ့ခဲ့တာကွာ တောင်းမှပါလေဖေရဲ့တတကယ်ကိုပါသွားတာပါဖေရဲ့ တော်တော်မိုက်ရသားရ တောင်းမှပါနော်ဖေနာမတပတ်ပါဖေတချာပီးစရာအထွေထွေမွဲတော့လေလေအမေဟာမေအမေဟာမေအမေဟာအမေပါပဲလေယုံကြည်စိတ်ချရဆုံးထာဝရဝိဉ္ဇဉ်